လောကမှာအနှောင့်အယှက်ဆိုတာတွေရှိကြတယ်အနှောင့်အယှက်တွေနဲ့နေနေရသူတွေရဲ့ဘဝဟာမငြိမ်းချမ်းနိုင်ဘူးအဲ့ဒီအနှောင့်အယှက်တွေကိုဖယ်ရှားနိုင်မှဘဝကငြိမ်းချမ်းအောင်မြင်နိုင်တယ်အဲ့ဒီအနှောင့်အယှက်တွေကဘာတွေလဲမွေးခြင်းနေရကြအချင်းချင်းစိတ်ဝမ်းကွဲစေတဲ့အနှောင့်အယှက်ကတော့အမွေခွဲဝေမှုပဲမွေးခြင်းရင်တဲ့လားအမွေခွဲပြီးသားလားလို့ဆိုရိုးစကားလေးတောင်ရှိတယ်မဟုတ်လားအမွေခွဲကြပြီဆိုရင်မွေးခြင်းနေစိတ်ဝမ်းကွဲသွားကြတာကများတယ်ဒါကြောင့်မွေးခြင်းနေရဲ့ကြားအချင်းချင်းစိတ်ဝမ်းကွဲစေတဲ့အနှောင့်အယှက်ကတော့အမွေခွဲဝေမှုလို့ဆိုခြင်းတယ်မိတ်ဆွေချင်းချင်းနေရဲ့ကြားစိတ်ဝမ်းကွဲစေတဲ့အနှောင့်အယှက်ကတော့ငွေချေးငှားမှုလို့ဆိုရမယ်မိတ်ဆွေတွေအချင်းချင်းကြားမှာလဲငွေချေးငှားတာတွေပြန်တောင်းတာတွေပြန်မပေးနိုင်တာတွေစတဲ့ငွေနဲ့ပတ်သက်တာတွေဟာမိတ်ဆွေတွေအချင်းချင်းကြားမှာအနှောင့်အယှက်တစ်ခုလို့ပြောရမယ်ဒါကြောင့်မိတ်ဆွေတွေရဲ့ကြားမှာငွေကြောင့်စိတ်ဝမ်းကွဲမှုမဖြစ်ကြရအောင်အမြဲတမ်းသတိထားသင့်ချစ်သူတွေရဲ့ကြားမှာကွဲသွားမုန်းသွားစေတဲ့အနှောင့်အယှက်ကတော့တန်တရားဆူဆူမှုလို့ဆိုရမယ်ချစ်သူတွေအချင်းချင်းကြားမှာမယုံကြည်မှုတွေတန်တရားဆူတွေနားလေမပေးနိုင်တာတွေဖြစ်လာပြီဆိုရင်ချစ်သူနှစ်ဦးကကွဲကွာသွားတတ်ကြတယ်ဒါကြောင့်ချစ်သူနှစ်ဦးရဲ့ကြားကွဲသွားစေတတ်တဲ့အနှောင့်အယှက်ကတော့တန်တရားဆူဆူမှုလို့ပြောရမယ်အိမ်အောင်ရေးရဲ့အနှောင့်အယှက်တွေကတော့မမျှတမှုနားလေမပေးနိုင်မှုတန်တရားတွေဖြစ်ပေါ်မှုတွေလို့ဆိုရမယ်အိမ်အောင်ရေးတွေမှာတဦးနဲ့တဦးမျှတတာတာဝန်ကိုမယူချင်ကြတော့ဘူးတဦးနဲ့တဦးနားလေပေးမှုတွေမရှိကြတော့ဘူးတဦးအပေါ်တဦးကလည်းမယုံကြည်ကြတော့ဘူးဆိုရင်အဲ့ဒီအိမ်အောင်ရေးဟာပြိုကွဲသွားတတ်တယ်ဒါကြောင့်အိမ်အောင်ရေးတစ်ခုမှာမျှတတာတာဝန်ယူကြဖို့တဦးအပေါ်တဦးနားလေပေးနိုင်ကြဖို့တဦးနဲ့တဦးတန်တရားတွေမဝင်ကြဖို့ဟာအထူးဂရုစိုက်ကြရမယ်အချက်ပဲမိသားစုတစ်ခုရဲ့အနှောင့်အယှက်ကတော့မစီလုံးမှုမညီညွတ်မှုတဦးနဲ့တဦးအပြစ်တွေပုံချမှုလို့ဆိုရမယ်လင်းနဲ့မယားကလည်းမညီညွတ်မိဘနဲ့သားသမီးတွေကလည်းမညီညွတ်မိသားစုတစ်ခုလုံးမှာညီညွတ်မှုတွေမရှိကြတော့ဘူးစီလုံးမှုတွေမရှိကြတော့ဘူးတဦးနဲ့တဦးအပြစ်တွေပုံချနေကြပြီဆိုရင်တော့အဲ့ဒီမိသားစုမငြိမ်းချမ်းတော့ဘူးအစင်မသိရင်ပြိုကွဲ